တခါတလေကျွန်တော်တို့မှာလောက်ရမယ့်ကိစ္စတွေတန်းစီပြီးအများများနေလို့ဘယ်ဟာစလို့လောက်ရမှန်းမသိတော့တာမျိုးဖြစ်ပေါ်ရမလားဒါမှမဟုတ်ပညာရဲ့အသစ်တစ်ခုခုကိုလေ့လာနေတဲ့အခါမျိုးမှာမှတ်ရတာတွေအများများလာပြီးတော့ခေါင်းထဲကိုဘာမှထပ်ထည့်လို့မရတော့သလိုမျိုးခံစားမှုရမလားပြီးတော့တခါတလေ Facebook တို့ Instagram တို့လိုမျိုး social media ပေါ်မှာတွေ့လိုက်တဲ့ post တစ်ခုဒါမှမဟုတ် video တစ်ခုကိုတစ်ချိန်မှာငါ့အတွက်အသုံးဝင်လာနိုင်တယ်ဆိုပြီး save ထားလိုက်ပေမဲ့တကယ်တမ်းပြန်ပြီးတော့လက်တွေ့အသုံးချဖို့မပြောနဲ့အဲ့လိုသိမ်းထားရဲဆိုတာကိုတော့မေ့နေကြတယ်လေဟုတ်တယ်မလားတကယ်တော့ဒါကမထူးဆန်းပါဘူးလူတော်တော်များများဖြစ်နေကြတာပဲလေကျွန်တော်တို့မှာတနေ့စားဝတ်နေရေးအတွက်ရုန်းကန်မှုလဲအုံနောက်ကိုနေ့တိုင်းသုံးချနေရတာဆိုတော့မှတ်ထားသမျှအရာအလုံးကိုတော့ပယ်မှတ်မိနိုင်ပါမလဲဗျာအဲဒါကြောင့်လဲအရန်အလုံများတဲ့တချို့လုပ်ငန်းရှင်တွေဆိုရင်သူတို့တနေ့ဘယ်တွေသွားရမယ်ဘာတွေလုပ်ရမယ်ဆိုတာကိုဘေးကနေတတိပေးပြီးတော့ပြင်ဆင်ပေးဖို့ personal assistant တွေခန့်ထားကြတာပေါ့ပြောရမယ်ဆိုရင်တချို့အရာတွေကိုကိုယ့်အုံနောက်ထဲမှာခေါင်းရှုပ်ခံပြီးမှတ်မနေကြတော့လို့နောက်ထပ်အုံနောက်တစ်ခုကိုငှားလိုက်တဲ့သဘောပေါ့ဗျာတကယ်တော့သူတို့လိုမျိုး company တွေအများကြီးနဲ့အလုပ်များမနေတဲ့ကျွန်တော်တို့လိုလူတွေမှာလည်းအဲ့လိုမျိုးအုံနောက်အပေါ်တစ်ခုရှိထားမယ်ဆိုရင်ចောင်းသားပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ် content creator ပဲလုပ်ကိုယ်ပိုင်စီးပွားရေးပဲလုပ်ဘာပဲလုပ်ဗျာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာခေါင်းရှုပ်စရာနေပြီးတော့ productive ဖြစ်နဲ့ smart ကြနေနိုင်မှာအသေးကြပါပဲဒါပေမဲ့အခုလို ID ခစ်ကြီးမှာအဲ့ဒီပြဿနာလောက်ကိုဖြေရှင်းဖို့အတွက်ကျွန်တော်တို့လူတစ်ယောက်ကိုပတ်စံပေးပြီးငားနေကြမလို့တော့ပါဘူးကျွန်တော်တို့လိုရတဲ့ information တွေအကုန်လုံးကိုတနေရာထဲမှာတင်ထားလို့လည်းရမယ်လိုချင်တဲ့အခါမှာလည်းအချိန်တိုတွင်းပြန်ရှာနိုင်ပြီးလက်တွေ့အသုံးချလို့ရအောင်ကူညီပေးနိုင်တဲ့ digital အုံနောက်ဘော်တစ်ခုကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးထားလို့ရပါတယ်ဒီ vlog မှာတော့အခုကြည့်နေတဲ့သူကိုကျွန်တော်ဖန်တီးထားတဲ့ကျွန်တော်ရဲ့ဒုတိယအုံနောက်တွေကိုအလဲခေါ်သွားပြီးတော့အဲ့ဒီ second brain ကဘယ်လိုအလုပ်လုပ်တယ်ဆိုတာနဲ့ကျွန်တော်ကို productive ဖြစ်အောင်ဘယ်လိုကူညီနေလဲဆိုတာကို sharing လုပ်သွားမှာမို့လို့စိတ်ဝင်စားရဆိုရင်စကြည့်လို့ရပါတယ်ကျွန်တော်တို့ရဲ့ second brain ကိုကျွန်တော်တို့ဦးခေါင်းတွေကမွေးရပါအုံနောက်လိုမျိုး physical brain တစ်ခုအနေနဲ့တည်ဆောက်မှာမဟုတ်ဘဲနဲ့ digital brain တစ်ခုအဖြစ်ဖန်တီးမှာမို့လို့ကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်မဲ့ note taking tool တစ်ခုကိုတော့ရွေးချယ်ထားဖို့လိုပါတယ်ခင်ဗျ For example OneNote, Evernote, Notion တို့လိုပေါ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ second brain ကို Notion နဲ့မှာဖန်တီးထားပါတယ်။ကဲဒါဆိုကျွန်တော်ရဲ့ second brain ကိုလိုက်လည်ဖို့ ready ဖြစ်ပြီဆိုရင်စလိုက်အောင်။ဒါကတော့ Notion ကိုဖွင့်ပြီးကျွန်တော်ရဲ့ second brain ကိုဝင်လိုက်တာနဲ့အရင်ဆုံးမြင်ရမယ့်ပုံစံဖြစ်ပါတယ်။ second brain ဆိုတော့ icon လေးကိုအုံနောက်ပုံလေးရွေးထားပြီးတော့ cover photo ကိုတော့ကျွန်တော်တို့ရဲ့အုံနောက်တဲကအာယုံကြောတွေရဲ့ 3D ပုံလေးထားတာပါ။ဒီအောက်မှာမြင်နေရတာကတော့ကျွန်တော်ရဲ့ second brain ထဲမှာရှိတဲ့အဓိကနေရာ၅ခုကိုခေါင်းစဉ်တွေနဲ့ခွဲထားတဲ့ row ၅ခုဖြစ်ပါတယ်။အပေါ်ဆုံးက note ဆိုတဲ့နာမည်နဲ့ row ကတော့ second brain တစ်ခုရဲ့အရေးကြီးဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒုတိယအုံနောက်ထဲမှာကျွန်တော်တို့တင်ထားသမျှ information တွေအားလုံးကိုမြင်ရမယ့်နေရာမို့လို့ပါ။အဲ့တော့ကျွန်တော် second brain ရဲ့ notes ထဲမှာရှိတာတွေကိုတစ်ချက်ဝင်ကြည့်လိုက်အောင်။ကျွန်တော် note တွေကတော့ YouTuber တွေရဲ့ထုံးစံအတိုင်း content idea တွေ script တွေပဲများပါတယ်။ဒါပေမဲ့အခုမြင်နေရတာကတော့ကျွန်တော် second brain ထဲမှာရှိသမျှ notes အကုန်မဟုတ်ဘူးပေါ့နော်။တချို့ note တွေက personal နဲ့ပတ်သက်တာတွေနဲ့ကျွန်တော်ရဲ့ secret project တွေပါနေတော့ပြဖို့အဆင်မပြေလို့ခဏ hide ထားတာပါလောလောဆယ် second brain ကိုဘယ်လိုကင်တွယ်ပြီးအသုံးချလဲဆိုတာကိုဥပမာပြလို့ကောင်းမဲ့ note တချို့ကိုပဲခဏရွေးထုတ်ထားလိုက်တာပါခင်ဗျဒီ table မှာဆိုရင် name ဆိုတဲ့ column အောက်မှာ note တွေကိုဒီလိုမျိုး title လေးတွေပေးထားတယ်ဘာတွေမှတ်ထားလဲသိချင်ရင် note ထဲကိုဝင်ကြည့်လိုက်အောင်ပါပဲဥပမာဒီပထမဆုံးတစ်ခုထဲမှာဘာတွေမှတ်ထားလဲသိချင်တယ်ဆိုရင် open ကိုနှိပ်ပြီးဝင်ကြည့်လိုက်တာနဲ့အထဲမှာမှတ်ထားတာတွေကိုဒီလိုမျိုးမြင်ရမှာပေါ့ဒါကတော့ကျွန်တော် vlog တစ်ခုရဲ့ script ကိုကျွန်တော်ရဲ့ second brain ထဲမှာ note အနေနဲ့လာသိမ်းထားတာပါဒီလိုစာတွေမဟုတ်ဘဲနဲ့ပုံတွေ video တွေ link တွေလည်းလာသိမ်းထားလို့ရပါသေးတယ်လောလောဆယ်အပြင်ထွက်ပြီး table စီပြန်သွားလိုက်မယ်နော်ဒီ type ဆိုတဲ့ column မှာတော့သိမ်းထားတဲ့ note ရဲ့အမျိုးအစားကို tag လေးနဲ့ရေးပြီးမှတ်ထားတာပါဥပမာ script လားပုံလား video လားစသဖြင့်ပေါ့ဗျာဒါမှ note တွေရမ်းများလာတဲ့အခါ note တစ်ခုခုကိုအမြန်ရှာခြင်းရင်သူ့ရဲ့အမျိုးအစားကိုဒီမှာ filter လုပ်ပြီးအမြန်ရှာတွေ့နိုင်မှာဖြစ်ပါတယ်။ type ရဲ့ဘေးက status ဆိုတဲ့ column ကတော့တင်ထားတဲ့ note တွေကို second brain ထဲမှာဒီတိုင်းလာ save ထားရုံသက်သက်မဟုတ်ပဲ review လုပ်ပြီးပြီလားလုပ်နေတော့လားဒါမှမဟုတ်အဲ့ဒီ note ကိုသုံးပြီး outcome တစ်ခုကိုဖန်တီးပြီးပြီလားဆိုတဲ့လက်ရှိအခြေအနေကို update လုပ်ဖို့အတွက်ပါဥပမာကျွန်တော် vlog လုပ်ပြီးသား note တွေဆိုရင် status မှာ distilled လို့ပေးထားတယ် review လုပ်နေတော့တက်လက်မဲ့ဆိုရင်တော့ in progress ပေါ့ဘာမှကိုမလုပ်ရသေးပဲဒီတိုင်း save ထားရုံပဲရှိသေးရဆိုရင် to distill လို့ပေးထားလိုက်တယ်ဒါမှတစ်ချိန်မှာ review လုပ်ဖို့ကြံနေတဲ့ note တွေကိုပဲတီးသက်မြင်ကျင်နေဆိုရင်ဒီလို filter လုပ်လိုက်တာနဲ့တီးသက်မြင်အောင်လုပ်ပါခင်ဗျသူ့ဘေးက text ဆိုတဲ့ column ဆိုလဲ type တို့ status တို့နဲ့အလုပ်လုပ်ပုံတူတူပါပဲ
သူကတော့ကိုယ့်ရဲ့ note ကဘယ် category အောက်မှာရှိတာလဲဆိုတာကိုသတ်မှတ်ပေးထားတာပါဒီလိုလုပ်ထားတာကလည်းကိုကတစ်ချိန်ချိန်မှာ project တစ်ခုအတွက်ကို့မှာရှိသမျှ note တွေကပြန်သုံးချင်တဲ့အခါတော်တော်အဆင်ပြေပါတယ်ဥပမာကျွန်တော်က traveling နဲ့ပတ်သက်တဲ့ podcast အသစ်တစ်ခုကိုလုပ်ချင်တယ်ပဲထားပါတော့ဗျာအဲ့ဒါကြောင့်ကျွန်တော် note တွေကခရီးသွားတာနဲ့ပတ်သက်တာတွေပြန်ရှာဖတ်ချင်တယ်ဆိုရင် text column မှာခုလိုမျိုး travel ဆိုတဲ့ tag ကို filter လုပ်လိုက်ရင် travel နဲ့ပတ်သက်တဲ့ note တွေကိုပဲတည်တတ်မြင်ရတော့မှာပါဒီဘေးက date created ဆိုတဲ့ column ကတော့ရှင်းတယ် note ကိုစမှတ်ခဲ့တဲ့နေ့ပေါ့သူ့ဘေးက date modified ဆိုလဲခုနကပြောခဲ့သလိုတစ်ခုခုကို update လုပ်လိုက်တဲ့နောက်ဆုံးနေ့ကိုပြပေးတာပေါ့အဲ့ဒါပြီးရင်ဒီဘေးက related project ဆိုတဲ့ column မှာတော့ end note ထဲက information ကိုသုံးပြီး outcome တစ်ခုခုဖန်တီးထားတဲ့ project ကို link ချိတ်ထားတာပါကျွန်တော်က basic for steps in language learning ဆိုတဲ့ note ထဲက script နဲ့ vlog လုပ်ပြီးကျွန်တော် channel မှာတင်ထားတာမို့လို့ဒီမှာ vlog 1ဆိုတဲ့ project နဲ့လာချိတ်ထားတာပေါ့အဲ့ဒီကို click ပြီးဝင်လိုက်ရင်ကျွန်တော်ရဲ့ vlog ကိုပါဝင်ကြည့်လို့ရတဲ့ link နဲ့ဒီလိုမျိုးတစ်ခါလေးလုပ်ထားလိုက်တယ် Hello welcome back to my channel ဒီ vlog မှာတော့ကျွန်တော်ကစင်ကာပူမှာအလုပ်လုပ်နေပေမဲ့ကျွန်တော်လုပ်တဲ့အလုပ်ကနေတိုင်းအင်္ဂလိပ်စကားအများကြီးပြောရတဲ့အလုပ်မဟုတ်တော့ကျွန်တော်ရဲ့အင်္ဂလိပ်စာအရေးချင်းကကျွန်တော်ဒီကိုမလာခင်ကထပ်ပို့ပြီးတော့တိုးတက်မလာပဲနဲ့ practice သိပ်မရှိတော့တာမို့လို့အရင်ကတက်တော့မှပို့ပြီးအားနည်းသွားတယ်လို့ခံစားရလို့ပေါ့နော်ကျွန်တော်ရဲ့အင်္ဂလိပ်စာနဲ့အင်္ဂလိပ်စကားတိုးတက်အောင်ကျွန်တော်ဘာတွေလုပ်လဲဆိုတာကို sharing လုပ်ပေးချင်တာပါခင်ဗျကဲအခုနောက် column တစ်ခုကိုပြဖို့ table C ကိုပြန်သွားလိုက်မယ်နော် related project ဘေးက related area ဆိုတဲ့ column မှာကတော့ခုနက project လိုမျိုးချက်ချင်းအကောင့်ထဲပေါ်ရမယ် short term ပုံစံမဟုတ်တော့ဘဲနဲ့ note တွေက information တွေကိုသုံးပြီး long term လုပ်သွားခြင်းနဲ့ area နဲ့ချိန်ထားတာမျိုးပါဥပမာကျွန်တော်က minimalist တယောက်ဖြစ်ဖို့ကြိုးစားနေတာမို့လို့ minimalism ဆိုတဲ့ note ကို be a minimalist ဆိုတဲ့ area နဲ့ link ချိန်ထားလိုက်တာမျိုးပေါ့ဒါကကြတော့တစ်သက်လုံးလဲလုံးရင်လောက်သွားနိုင်တယ်ဘဝရဲ့ နယ်ပယ်တစ်ခုဖြစ်သွားပြီလीနော်အဲ့ဒါကြောင့် area ထဲမှာထည့်ထားလိုက်တာပါအဲ့တော့ကျွန်တော် minimalism နဲ့ပတ်သက်ပြီးလုပ်ဖြစ်တဲ့ activity လေးတွေဆိုရင် be a minimalist ဆိုတဲ့ area ထဲမှာလာသိမ်းလို့ရတာပေါ့ဥပမာမဝေးဖြစ်တော့တဲ့အဝတ်တွေကိုလှူလိုက်တာမျိုးဆိုလဲဓာတ်ပုံလေးတွေဖြစ်ဖြစ် date လေးနဲ့အမှတ်တရလာ save ထားလို့ရတယ်ဗျာနောက်ဆုံးက resource ဆိုတဲ့ column လေးကတော့ရိုးရှင်းပါတယ်တကယ်လို့ note ကကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဟာမျိုးမဟုတ်ပဲ social media လိုမျိုး source တစ်ခုခုက information ကိုအရင် consume လုပ်ရမယ့်ဟာမျိုးဆိုရင်ဒီ resource ထဲမှာနာမည်ပေးပြီးအရင်လာသိမ်းထားလိုက်တာပေါ့အခုဒီမှာဆို documentary about minimalism ဆိုတဲ့နာမည်နဲ့အထဲမှာပါသိမ်းထားတဲ့တစ်ချက်ဝင်ကြည့်လိုက်အောင်ဒါကတော့ minimalism နဲ့ပတ်သက်တဲ့ Netflix documentary တစ်ခုကို Facebook မှာတွေ့လို့အဲ့ဒီ video link ကိုဒီမှာလာ save ထားတာပါအဲ့ဒါကိုကြည့်ပြီးမှကိုရလိုက်တဲ့ information သို့မဟုတ် concept တစ်ခုကိုသူနဲ့ link ရှိထားတဲ့ minimalism ဆိုတဲ့ note ထဲမှာသွားမှတ်မှာပေါ့ဒီ column 3ခုကိုခုလိုဒီမှာ link ချိတ်ဖို့အတွက် second brain ထဲမှာ projects areas resources ဆိုတဲ့အခန်း3ခန်းကိုအရင် create လုပ်ထားဖို့လိုပါတယ်project ထဲမှာဆိုရင်ကျွန်တော်ခုနက notes မှာရှင်းပြခဲ့သလိုပဲချက်ချင်းအကောင့်ထဲပေါ်ရမယ် short term project တွေကိုဒီလိုမျိုးလိုအပ်တဲ့ column လေးတွေပါတဲ့ table တစ်ခုနဲ့စနစ်တကျလေး manage လုပ်ထားတာပေါ့နော်ဒီ table မှာဆို project နာမည်ပါမယ် project ကလုပ်နေတော့လားပြီးသွားပြီလားဒါမှမဟုတ် completed project အနေနဲ့ archive ထဲထည့်လိုက်ပြီလားအစရှိသဖြင့်ခွဲထားတဲ့ status ဆိုတဲ့ column ပါမယ်သူ့ဘေးက deadline ကတော့လုပ်ဖို့အချိန်ဆွဲနေမှာဆိုလို့ project ကိုဘယ်နေ့မှအပြီးလုပ်မယ်ဆိုတဲ့ date ကိုသတ်မှတ်ထားတဲ့ column ပါသူ့ဘေးက text ကတော့ notes table က text တွေနဲ့သဘောတရားအတူတူပဲမို့လို့ထပ်မရှင်းပြတော့ဘူးเนาะဒီဘေးက start date ကတော့ project စလုပ်တဲ့ရက်ပေါ့နောက်ဆုံးက related note ဆိုတဲ့ column မှာကတော့ project အတွက်အဓိက information တွေရှိတဲ့သူ့ရဲ့သက်ဆိုင်ရာ note နဲ့ link ပြန်ချိတ်ထားတာပါအဲ့တော့ project လုပ်နေရင်လည်းတခုခုသိချင်ရင် notes table ကိုတွားပြီးတော့တကူတကရှာနေစရာမလိုဘဲနဲ့ note တွေကိုဒီလိုမျိုးအလွယ်တကူဝင်ကြည့်လို့ရအောင်ပေါ့ကဲ project table ကိုပြပြီးပြီဆိုတော့ areas table ကိုတွားလိုက်အောင်ဒီမှာကျွန်တော် area နှစ်ခုဥပမာပြပေးထားပါတယ်တစ်ခုကတော့ခုနတုန်းက notes table မှာပြောခဲ့တဲ့ be a minimalist ဆိုတဲ့ area ရဲ့နောက်တစ်ခုကတော့ကျွန်တော်ရဲ့ဒီ second brain ကိုအခုထပ်ပို့ပြီး knowledge တွေ project တွေ area တွေအများကြီးနဲ့ develop ဖြစ်လာအောင်လုပ်သွားမယ် develop my second brain ဆိုတဲ့ area ပါသူ့ table ကတော့ column တွေအများကြီးမပါဘူးနာမည်ရဲ့ text ရဲ့
သူနဲ့သက်ဆိုင်တဲ့ node ကို link လုပ်ထားတဲ့ related node တွေဆိုပြီးတော့ column 3ခုပဲရှိပါတယ်ကဲ area table ကိုပြပေးပြီဆိုတော့ကျွန်တော်တို့ resources စီကိုသွားလိုက်ရအောင် resources table မှာပါတဲ့ name type status text related node ဆိုတဲ့ column တွေမှာဘာတွေရှိတယ်ဆိုတာကတော့ခုနကသိခဲ့ပြီးမို့လို့ထပ်မရှင်းပြတော့ပါဘူးဒါပေမဲ့ဒီ source ဆိုတဲ့ column ကတော့ခုမှပါလာတာမို့လို့ပြောပြမယ်ဒီ column ကကျွန်တော် second brain ထဲမှာလာသိမ်းတဲ့ information ကိုစပြီးတော့တွေ့ခဲ့တဲ့ source ရဲ့ link ကို save တဲ့နေရာပါဒီမှာပထမတစ်ခုဆိုရင် building a second brain ဆိုတဲ့စာအုပ်တစ်အုပ်လုံးကိုဖတ်ဖို့အချိန်မပေးနိုင်သေးလို့အချင်းချုပ်ကိုပဲ Gemini AI ကိုမေးလိုက်တာမို့လို့ source မှာ Gemini AI ဘာညာဆိုပြီးတော့ပေါ်နေတာပါသူပြောပြတဲ့အချင်းချုပ်ထဲကမှလိုအပ်တဲ့အချက်တွေကိုပဲကျွန်တော်က note ထဲမှာဒီလိုလာ save ထားလိုက်တာပေါ့ဒုတိယ resource ကတော့ notes table မှာပြောခဲ့တဲ့ minimalism နဲ့ပတ်သက်တဲ့ documentary ပါသူ့ကို Facebook မှာတွေ့ရမို့လို့အဲ့ဗီဒီယိုရဲ့ Facebook URL link ကိုပဲ source column မှာတစ်ခါတည်းထည့်ထားလိုက်တာပေါ့အဲ့ဒီဗီဒီယိုကိုခုထိမကြည့်ရသေးတာမို့လို့ status မှာ to consume ဆိုပြီးတော့သတ်မှတ်ထားတာပါ related note တွေကိုဝင်လိုက်မယ်ဆိုရင်လည်းအထဲမှာဘာမှမမှတ်ရသေးတဲ့အတွက်သူ့ရဲ့ status က to distill ပဲရှိသေးတာပေါ့ကဲဒါဆိုကျွန်တော် second brain ရဲ့နောက်ဆုံးအခန်းဖြစ်တဲ့ archives ကိုသွားလိုက်အောင်ဗျာဒီအခန်းကဘာနဲ့တူလဲဆိုတော့အိမ်တိမ်မှာဆိုရင်ပစ္စည်းတွေသိမ်းတဲ့ godown တို့ store room တို့နဲ့တူတယ်နေ့တိုင်းတော့သုံးမနေပေမဲ့လုံးဝလွတ်ပစ်လိုက်လို့လည်းမရသေးတဲ့ဟာတွေသိမ်းထားတဲ့နေရာပေါ့ဥပမာကျွန်တော်အခု detail မှာဆိုရင် completed project တွေဖြစ်တဲ့ကျွန်တော် channel မှာတင်ထားပြီးသား vlog တွေကို archive လာလုပ်ထားရဗျာဒါပေမဲ့တစ်ချိန်ချိန်မှာဒီ project တွေကိုကျွန်တော်ပြန်ရှာဖို့လည်းလိုရင်လိုလာနိုင်တယ်ဒါပေမဲ့လောလောဆယ်မှာတော့ကျွန်တော်သူတို့ကိုနေ့တိုင်းဝင်ကြည့်နေစရာမလိုသေးဘူးအဲ့ဒါကြောင့် archive table မှာဆိုလဲထုံးစံတိုင်းကို archive လုပ်တာက project လား area လား resource လားဆိုတာသိဖို့အတွက် type ဆိုတဲ့ column ပါမယ် archive လုပ်ထားတဲ့ date မှတ်ဖို့ column တစ်ခုပါမယ်လောလောဆယ်မလို့သေးလို့လုပ်တာလားပြီးသွားလို့လုပ်တာလားအဲ့လိုမျိုးအကြောင်းပြချက်တစ်ခုခုကိုမှတ်ထားဖို့ reason ဆိုတဲ့ column လည်းပါတယ်ပြီးရင်နောက်ဆုံးမှာကျွန်တော် archive လုပ်လိုက်တဲ့ကောင်နဲ့ပတ်သက်ပြီး distill လုပ်ထားတဲ့ note ရှိရင်အဲ့ဒီ note နဲ့ link လမ်းချိတ်ထားတဲ့ related note ဆိုတဲ့ column ပါမယ်ဒီလို archive လာလုပ်ထားတဲ့အတွက်ဘာကောင်းလဲဆိုရင်ကျွန်တော်ရဲ့ second brain ထဲမှာရှိသမျှ notes တွေအကုန်လုံးကိုမမြင်ချင်တဲ့အခါမျိုးမှာအရန်ဆင်ပြေတယ်ဥပမာကျွန်တော်က archive ထဲထည့်ထားတဲ့ note တွေကိုလောလောဆယ်ဖျောက်ထားခြင်းနဲ့ဆိုရင်ခုနက archive table တဲက item တွေရဲ့ status ဆိုတဲ့ column အောက်မှာ archive လို့ပြောင်းလိုက်ပြီးဒီလိုမျိုး filter လုပ်လိုက်တာနဲ့ဒီ table မှာ completed မဖြစ်သေးတဲ့ item တွေကိုပဲမြင်ရတော့မှာပါအားလုံးကိုပြန်မြင်ခြင်းနဲ့ဆိုရင် filter ကိုပြန်ဖြုတ်လိုက်အောင်ပဲပေါ့အရင်အဆင်ပြေတယ်လေဟုတ်တယ်မလားကဲဘယ်လိုလဲအခုကျွန်တော်ရဲ့ second brain ကိုလိုက်လည်ပြီးသွားတဲ့အချိန်မှာအခုကြည့်နေတဲ့သူရောဒုတိယအုံနောက်တစ်ခုလိုချင်သွားပြီလားလူတိုင်းတော့လိုချင်မှလိုမှာပေါ့နော်ကျွန်တော်ကတော့လုံးချင်တာတွေများတဲ့သူမို့လို့လာတော့မသိဘူး second brain တစ်ခုရှိတာကကျွန်တော်အတွက်တော်တော်အဆင်ပြေပြီးတော့ productive လည်းဖြစ်တယ်အခုကြည့်နေတဲ့သူကလည်း second brain လိုအပ်တယ်ဆိုရင်ကိုယ့်အတွက်အဆင်ပြေဆုံးဖြစ်မဲ့ note taking tool တစ်ခုကိုရွေးချယ်ပြီးတော့အခုပဲစတင်ဖန်တီးလိုက်ပါလို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်ခင်ဗျတကယ်လို့ကျွန်တော်လိုမျိုးပဲ Notion ကိုသုံးပြီးတော့ second brain ဘယ်လိုအဆင့်ဆင့်ဖန်တီးရဆိုတာကို vlog လုပ်ပြီးပြောပြစီခြင်းနဲ့ဆိုရင် comment မှာရေးခဲ့ပေးပါခင်ဗျသိချင်တဲ့သူအယောက်50ပြည့်တယ်ဆိုရင်ကျွန်တော် Notion ထဲမှာ second brain ဘယ်လိုအဆင့်ဆင့်တည်ဆောက်တယ်ဆိုတာကို vlog လုပ်ပြီးတော့တင်ပေးပါမယ်ခင်ဗျဒီ vlog ကိုကြိုက်တယ်ဆိုရင် like ပေးလို့ရပါတယ်ကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ဖို့မမေ့နဲ့เนาะကျွန်တော်ရဲ့နောက်တဲ့ video တစ်ခုမှာပြန်တွေ့ကြမယ်ကျမ်းမာပျော်ရွှင်အဆင်ပြေပါစေ bye bye